မြန်မာနိုင်ငံရဲ့အနာဂတ်ဆိုရင်ကတော့ဒါညီမလည်းကျွမ်းကျင်သူတော့မဟုတ်ဘူးပေါ့နော်ဆိုရင်ဒါကနည်းနည်းရေရှည်ဖြစ်ပြီးတော့ဇမျောနေတယ်လို့ကိုတော့အဲ့လိုမျိုးထင်မိရပေါ့နော်ဇမျောနေတယ်ဘာလို့ဆိုအခုဆိုလဲဒီသူတို့တွေရွေးကောက်ပွဲတွေလုပ်သွားတယ်ဒါအားလုံးသိရတာဒီရွေးကောက်ပွဲကအတူအယောင်ရွေးကောက်ပွဲဆိုတာအားလုံးသိရဒီတက်လာမဲ့ပါတီဝင်တက်လာမဲ့ဒီလူကလည်းဒီမင်းအောင်လိုင်ကကြိုးကင်ပြီးတော့သူ့ရဲ့ control အောက်မှာပဲရှိနေမယ်ဆိုတော့အကုန်လုံးသိတာဖြစ်တယ်ဒါဘာမှအပြောင်းလဲဖြစ်မယ်လို့လည်းပြောလို့မရဘူးပေါ့နော်ဒီရွေးကောက်ပွဲကိုသူတို့ကလှုပ်ထားပေးမယ်ဆိုတော့ကို့အနာဂတ်အတွက်ဆိုရင်တော့ညီမကတော့ဒီဘက်မှာကိုတက်နိုင်တဲ့လောက်အားနဲ့ဒီနိုင်ငံရေးထဲမှာဖြစ်တက်နိုင်တဲ့ဘက်ကနေကူညီပေးနိုင်ဖို့ပဲပို့ပြီးတော့အနာဂတ်ကိုမျှော်လင့်မိပါတယ်ဟုတ်